လာပါဒီအခုတော့စားဖက်ပြမယ်ချင်းရောပေါ့နော်စားဖက်မှာပြင်းတဲ့လူတွေတွေ့ရောဒီစားသားလေးတွေကိုတော့တွေးကြည့်ပါလုပ်ကြည့်ပါဖက်ပြမယ်နော်တစ်ခါတလေမှာဆိုရင်လောက်တိုင်းမဖြစ်ဘူးစိတ်ညစ်လာအမှဆိုရင်အလုပ်တွေကိုမလုပ်ချင်ဘူးအဲ့လိုဆိုရင်စိတ်ညစ်တယ်ဆိုပေမဲ့မလုပ်ချင်တဲ့အခါရှိတယ်တပေါ့နော်အဲ့လိုရှိရင်လည်းစိတ်ကိုအားတင်းပြီးတော့စူးစမ်းပြီးရှင်းနေမှာအခက်အခဲတွေကြုံလာနိုင်ပါတယ်ဘဝဆိုတာအခက်အခဲတွေနဲ့အဲ့အခက်အခဲတွေကြုံလာတဲ့အခါအားမလျှော့လိုက်ပါနဲ့စမ်းစမ်းခံနိုင်အောင်စူးစမ်းလိုက်ပါအခက်အခဲတွေအားဆိုရင်သင်ကိုတန်မာစေတဲ့လူတစ်ယောက်ဖြစ်စေပါတယ်ဒါကြောင့်အခက်အခဲတွေကြုံလာတိုင်းစိတ်ဓာတ်မကျပါနဲ့စူးစမ်းပြီးရုန်းကန်ပါကိုအားကိုပြီးတော့ရှောက်အောင်သွားပါကိုယ့်ရဲ့အိမ်မက်တွေကိုဖန်ပြီးပါစိတ်မပြတ်လိုက်ပါနဲ့နော်ငိုချင်တဲ့အခါအားရပါရငိုလိုက်ပါငိုတဲ့လူတိုင်းကအားငြင်နေတဲ့လူအားပြောမစင်ငိုတဲ့လူတိုင်းကိုလူတွေအထင်သေးကြပေါ့ဒါပေမဲ့ငိုလိုက်တဲ့အဲ့လူရဲ့ခန္ဓာကိုယ်ရဲ့စိတ်မှာပါဖြည့်လျှောမှုဖြစ်သွားအဲ့ဒါမှဆိုရင်အားရပါရငိုလိုက်တာကိုစိတ်သက်သာရစေပြန်ပြီးတော့အားတုံနဲ့ကြိုးစားပါအစင်မပြေဘူးအစင်မပြေတဲ့လူတိုင်းမှာကြုံနိုင်တယ်မေးကြည့်လိုက်လူတိုင်းအစင်ပြေနေမှာအစင်ပြေအောင်အစင်မပြေလဲအစင်ပြေအောင်နေကြတာပြီးရင်အားလုံးကအစင်ပြေသွားလိမ့်မယ်ထပ်ပြီးတော့ကြိုးစားပါကြိုးစားမှုတွေကိုရှော့မပြစ်လိုက်ပါနဲ့ကြိုးစားပြီးရင်ကြိုးစားပါကြိုးစားခြင်းစိတ်ရှိအောင်နေထိုင်ပါဆုံးရှုံးမှုတွေလည်းရှိလာနိုင်တယ်ကိုလုံးနေတဲ့အခါမှာဆုံးရှုံးနိုင်လည်းရှိနိုင်တယ်အောင်မြင်မှုတွေလည်းရှိနိုင်ဆုံးရှုံးမှုတွေရှိလာတဲ့အခါမှာစိတ်ကိုဖြည့်ပြီးတော့နောက်ထပ်အဲ့လိုမျိုးအမှားတွေမမှားအောင်နေထိုင်ပါဇွဲကောင်းတဲ့ဆုံးရှုံးမျိုးဆိုတာလည်းမရှိစလို့တဝက်တစ်ပြည့်နဲ့လက်လျှော့လိုက်လို့အောင်မြင်သွားတယ်ဆိုတဲ့အောင်မြင်မှုဆိုတာလည်းမရှိဘူးအဲကြောင့်မလို့ဇွဲရှိတဲ့လူကနောက်ဆုံးကြရင်အောင်မြင်မှုဆိုတဲ့ပန်းနိုင်သိကြပါရအောင်သွားနိုင်မှာပါဒါကြောင့်ဇွဲမလျှော့လိုက်ပါနဲ့တဝက်တစ်ပြည့်နဲ့လက်လျှော့တဲ့လူတိုင်းလည်းဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူးစူးစမ်းမှုကိုဘယ်တော့မှမလျှော့လိုက်ပါနဲ့လောကကြီးကကြဲပြောတယ်အဲ့လိုပဲကိုညံလေးနဲ့အေးရတိုင်းကိုနားလည်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်အေးရတိုင်းကိုနားလည်ဖို့မကြိုးစားပါနဲ့နားလည်ခြင်းကလောက်နားလည်ရင်ကိုဘဝတွေကအေးချမ်းပါလေဒါကြောင့်နားလည်ခြင်းကလောက်နားလည်အောင်ကြိုးစားပါအေးရတိုင်းကိုနားလည်အောင်မလုပ်ပါနဲ့ဒီနားလည်ရှေးမွေးအကောင်းစားရည်မလို့ကိုကျင်တရားကောင်းနေနိုင်ဖို့အဓိကကိုကျင်တရားကောင်းရင်တော်လေးကိုပြည့်စုံပြီးလူတိုင်းကကို